မြင်းစီကပြောဖို့ကောင်းတယ်နော်ဒါမဲ့လာမဲ့တနင်္လာနေ့ကိုကြိုတွေးပြီးကြောက်နေပြီ ဘာဖြစ်လို့လဲညီမလေးရဲ့ အဲ့နေ့ကျရင်အเจ้าမှာ reboot ကဝင်มาလေးကိုရဲ့ ဟုတ်လားညီမလေး robot ကဝင်မှာမလို့ရင်ခုန်နေရမလား ရင်မခုန်ပါဘူးကိုကြီးရဲ့ကြောက်နေတာဒါအမှတ်တွေကြိုပြီးသိပြီးသားလေပြီးတော့နှစ်ပါးသားထိထားတာဆီယမနှစ်ပါးသားနဲ့အထက်တွေမိဘခေါ်ရမယ်ဆိုလို့အဲကြောက်နေတာကိုကြီးရဲ့ ဩညီမလေးရဲ့ဒါတွေကလူငယ်ဘဝရဲ့ပြဿနာစိတ်ပိုင်းတေးသေးလေးတွေရင်ဆိုင်လိုက်ပြီးလို့ရှိရင်မေးပြလိုက်ဟုတ်ပြီလား 你叫不要给他，还没上呢，你姐姐来，你别接他。你哪里不讲嘛？找我办的啦。ဒါလာဘက်စာမေးပွဲကြာနှစ်ကြိမ်ရှိပြီဖြစ်အဲ့ဒါဆီယာမမိဘခေါ်ခိုင်းလိုက်တယ်ဖေတောင်မစူပါနဲ့နော်ဆီယာမစူရတော့ခံနိုင်တယ်ဖေစူရတော့ဒါမခံစားနိုင် 不是我的米耶，的米有姐姐慢慢多点表达不对，偏偏也别个目的来巴了过，的米也地的不比出啥表，的米留在这里啊，拢偏偏也办不明白，啊，第三没来着，OK，想嘛有偏偏别地来处理啊。 တားမှာခေါ်လာကြအမေမရှိဘူးလို့ပြောလိုက်တယ်ဖေတားဖေနဲ့မေမေနဲ့ကလင်မယားကွဲနေတာလို့ပြီးတော့ဖေကတက်ထဲမှာမအားဘူးလို့တားပြောလိုက်တာဆီယာမလည်းတားကိုလက်လျှော့လိုက်တယ်ဖေ 这边没给啥差的吧？这边比较一堆，被把都不要了，就先啦，啥子玩意啦，对不对？လောလောဆယ်တော့ဒါကြောင်းထွက်ချင်တယ်ဖေဒါပဲစာမလိုက်နိုင်တာလားဒါမှတ်ဉာဏ်နေပဲမကောင်းတာလားဒါမသိတော့ဘူးဖေ 这帮的米，是大只要也不忘嘛，大的米有，比奶奶高中没意思，别人没关系，这个在弄我来说的东西，这米有别人没比奶不对，做啥呢？他。 ကြောက်တာလို့မကြောတဲ့စိတ်တက်ကြံခိုင်နေစင်လာမျိုးဆက်သွေးတွေမို့ဒါဝအမြဲကျင်းနိုင်ငံအတွက်ဆူဆိုရဲတဲ့မုံမြတ်တဲ့ပိစချင်တဲ့အမှန်တရားပဲမှာထာဝရသစ္စာတည်နေ 对，ဟုတ်ဆရာ မင်းထွက်ခွင့်တင်တာကြာပြီဆိုအခုပဲငါရုံးအောင်ကြာတယ် ဟုတ်တယ်ဆရာကြီးကျွန်တော်လည်းဆရာကြီးကိုဖုန်းဆက်မလို့ပဲဒါပေမဲ့လက်ထက်မှာ AC တွင်းနဲ့လာကြမယ်လို့စိတ်ကူထားတာ ထားလိုက်ပါကွာမင်းနဲ့ငါနဲ့အတူတူတက်ကိုပြောင်းလာခဲ့တာပဲ9နှစ်လောက်ရှိနေကလေးတွေကလည်းတကယ်မောင်နှမရင်းချတယ်သူဖြစ်နေပြီ
င်းတို့မိသားစုကအခုလိုအရင်ခွဲခွာသွားတော့ငါတော်လေးစိတ်မကောင်းတော့ဖြစ်မိတယ်ထူးသဖြင့်ငါသမီးလေးခင်သစ္စာပေါ့ကွာသူ့ရဲ့အမေနဲ့အမမရှိတော့လို့ထီးကြံဆန်းနေတာနောက်ဆိုပို့ပြီးတော့အထီးကြံတော့မှာပေါ့ကွာ ကျွန်တော်လင်မန်းနဲ့အောင်လေအဲ့ဒါကိုပဲတွေ့ပြီးစိတ်မကောင်းဖြစ်နေတာပါတမတော်ထဲမှာဘလောက်ပဲချစ်ခင်အချိန်တန်တော့လေကိုလန်းကိုရှော့ပြီးကိုဘွားရဲ့အနာဂတ်ကိုရွေးကြတာပဲတရားတော်ပေါ်ဆရာကြီး ငါလည်းနားလေပါလေကွာစစ်သားဘဝကိုလည်းများအကွဲခံပြီးတော့ဆက်ရွေးခဲ့တယ်ကွာအရင်လိုပဲဒီလမ်းကိုပဲဆက်ချောက်မှာပေါ့ကွာ ကျွန်တော်လည်းထာဝရစစ်သားပါပဲဆရာကြီးကျွန်တော်မှမခဲ့တဲ့အချိန်တွေကိုအမြဲကုန်ပြီးတော့တတိယနေမှာပါအခုကိစ္စကလည်းကျွန်တော်မိဘတွေမရှိတော့တဲ့အချိန်မှာလူရသားကြီးဖြစ်တဲ့ကျွန်တော်ကမိဘတွေရဲ့လက်ငုပ်လက်ရင်းဖြစ်တဲ့အလုပ်တွေကိုစက်ခံရတဲ့အခြေချရတဲ့သဘောပါပဲ မင်းတို့ဘယ်လိုသွားကြမှာလဲဘယ်ဒီတော့လဲ ခန်းစားခွင့်လေးလက်စားတဲ့အချိန်ကလေးရဲ့ကြောက်ကိစ္စပြန်နေသွားမှာဆရာကြီးကျွန်တော်ဇာတိဖြစ်တဲ့ကမ်ဘလူးပဲသွားမှာပါမိဘတွေလေရာတွေရှိတဲ့နေရာပေါ့ မင်းကတော့ဒီအလုပ်တွေနဲ့အကျွမ်းတော်ဝင်ရှိပြီးသားဆိုတော့စင်ပြေမှာပါဘယ်ပဲရောက်ငါ့ကြီးဖုန်းဆက်နော်ငါလည်းဖုန်းဆက်ပါ စိတ်ချဆရာကြီးကျွန်တော်ဆရာကြီးဆက်ဖို့မင်းနေရင်တောင်မှအရန်ကောင်တွေကဘာလို့အမြဲဖုန်းဆက်နေမှာပါ ကိုကြီးတို့ကပြီးပြောင်းကြတော့မှာဆိုညီမလေးနဲ့နေတိုင်းတွေ့ရတာမှဘာလို့မပြောပြရတာလဲခုကသူများပြောမှပဲသိရတယ် ညီမလေးနဲ့ခွဲရမယ်ဆိုတဲ့အကြောင်းလောလောကြီးနဲ့မပြောချင်တော့ပါညီမလေးဘယ်လိုချိန်မှာဘယ်လိုစကားမျိုးပြောရမယ်ဆိုတာစဉ်းစားလို့တော့မရဘူး အဖေစားကြီးဖြစ်တဲ့ကမ်းမလို့ပြောင်းမှလေမမအဖွားကြီးအမွေပေးခဲ့တဲ့လင်နဲ့ရမှာပဲအဖေကဦးစီးပြီးတော့လှုပ်သွားတော့မှာ ကိုကြီးတို့ကပလန်နေတောင်ကြိုချထားပြီးပြီပဲကောင်းပါလေလူဆိုတာအချိန်တိုင်းကိုလန်းကိုရှာရမှာပဲလေ ဟာအဲ့လိုမပြောပါနဲ့မမရဲ့ကျွန်တော်တို့ကအဖေစီစဉ်တဲ့အတိုင်းပဲလှုပ်ရလေဘယ်လိုတက်နိုင်မှာလဲကိုကြီးဆိုအများနဲ့ငိုင်းနေတာမမကိုပြောမထွက်လို့တာဗျာ ဘယ်တော့ပြောင်းကြမှာလဲချက်ချင်းလား 9ရက်လောက်တော့လိုပါသေးတယ်ညီမလေးဒါပေမဲ့ကိုကြီးမပြောင်းခင်ညအင်းညီမလေးနဲ့လာတွေ့ပြီးစကားပြောမယ်လေနော် ဖေဖေကိုကြီးဝင်းအောင်တို့မိသားစုတွေပြောင်းကြတော့မယ်ဆိုတာတကယ်ပဲလားယင် ဟုတ်တယ်ဒီသမီးရဲ့သမီးကိုမပြောကြဘူးလားမတင်တဲ့တပည့်ကိုသွားကြမှာ ဒါအခုမှသိရတာဖေဖေရဲ့ကိုကြီးဝင်းအောင်ကသူနဲ့တူတူတွေ့ရတာမှဒါကဘာမှမပြောဘူးဒါအခုမှရုပ်တရက်သိလိုက်ရတာ သမီးစိတ်မကောင်းဖြစ်မှာဆိုလို့လည်းတူပါတယ်ဦးမြတ်သိန်းကတမတော်ကအဒီသားယူခွင့်ရသွားပြီလေအဲ့ဒါသူစားတိဖြစ်တဲ့ကမ္ဘာလူကိုအပြစ်ပြောင်းကြတော့မှာ ဒါဆိုဒါရဲ့အရင်လေးတော့တကယ်ချင်းတွေမရှိကြတော့ဘူးပေါ့နော်ဖေဖေဒါနာနေဒါဟုတ်ချစ်တဲ့သူတွေထပ်ပြီးတော့ခွဲသွားကြပြီပေါ့နော်ဖေဖေဒီလိုမှသိရင်ဒါမမတို့နဲ့မဝေးရဘူးဖေဖေကိုတခါတက်တရနဲ့ထွက်ခိုင်းလိုက်ပါတယ် အဲ့လိုလည်းမဟုတ်သေးဘူးလေသမီးရဲ့လောကကြီးကသွေးစုံကြုံကွဲဆိုတဲ့သဘောတရားတွေနဲ့ဖေဖေတို့လူသားတွေကိုတန်းတရားတွေအောင်ဖန်တီးထားကြတာဘယ်အချိန်ဘယ်ကာလဆိုတာမသိတာ
သမီးမင်းနဲ့ကိစ္စကိုလည်းဖေဖေနောင်တမရပါဘူးလူတစ်ယောက်ကအဲ့ဒီချိန်အိုက်ကာလာမှာအကောင်းဆုံးဆုံးဖြတ်ချက်ကိုချခဲ့တာပဲခုချိန်မှာပြန်တွေးပြီးတော့ဖေဖေအမားလိုမျိုးစားပါဘူး ဖေဖေမမပါဖေဖေရဲ့တားပဲမှာလူတိုင်းပို့ခင်ဗျတို့တာတဲ့တားပဲမှာ တပီးအားလုံးကအသက်ရှင်နေခွဲခွာနေကြတယ်လေအချိန်ကာလတစ်ခုပဲကြာမှာပါဒီနေ့တစ်ချိန်မှာအားလုံးပြန်ဆုံနိုင်ကြမယ်ခွင့်ရှိကြတာပဲလေတပီးငယ်တော့ဖေဖေပြောပြခဲ့သူတဲ့စကားတပီးမှတ်မိလားကိုနာနေချစ်သူခင်သူတချို့ခွဲခွာသွားရင်အနားမှာရှိတဲ့သူကိုပဲပို့ချပေးပါဆိုတာလေအခုတမီးနာမှာတပီးရမ်းချရတယ်ဖေဖေတရားလုံးရှိနေပြီပဲဖေဖေကိုဖေရတဲ့မစားဖို့တို့တော့ချစ်ပေးလိုက်ဟုတ်ပြီလားကိုမြတ်သိန်းရေကျောင်းမို့ရက်ကနီးနေပြီနော်ပစ္စည်းတွေသိမ်းမှုရယ်ပြီးတော့ကျွေးမိကင်ရှင်ညောင်လက်မှတ်တွေလုပ်ဖို့ရယ်တော့ဘာမှမမေရမလုပ်ရသေးဘူးနော် လုံးဝမင်းမရထောက်ခွင့်ကြတာပဲလေဟိုအလင်းလို့ဆိုလို့ပြီးပြောင်းပြတာမလိုပါဘူးကွာ တော့အရေးကဲကိုကြည့်ပြီးကျုပ်သိပါတယ်တော့ဟိုကလေထောက်ခွင့်ကြပြီတာဝန်တွေလွှဲပေးပါတော့လို့တရေးဘူကြီးကပြောတာမှလေတော့နွားချန်နေသွားကြည့်လိုက်မြင်းချန်နေသွားကြည့်လိုက်စကြက်တွေကိုလိုက်ကြည့်လိုက်တော့အဲ့လောက်မှဖြစ်နေလို့ရှိရင်တထက်ကိုအစနေစပြီးပြန်ဝင်လိုက်ပါတော့လား မိန်းမတော့နောက်ပြီကွာပြန်ဝင်လို့ရမလားကွာအေးမင်းပြောတာတော့မှန်တဲ့တော့မှန်ပါလေကွာဒါပေမဲ့ဟိုထွက်ခွင့်ကြတာလေအញ្ញမ်းမြန်တော့အားကြီးလို့ငါ့စိတ်ထဲမှာစိုးများနေတယ် အဖေလိုထွက်ခွင့်ကြပြီးပြောင်းဖို့ရှိဖို့ဝင်လေးနေသူနောက်တစ်ယောက်ရှိသေးတယ်ဗျအဲ့ဒါကြောင့်မလို့လေအဖေကပစ္စည်းသိမ်းခိုင်းတော့ဟိုရွှေ့တီရှင်နဲ့အချိန်ကြီးဆွဲနေတယ် ဟေ့နောက်တစ်ယောက်ကျန်တယ်ဆိုတာငါပဲလေကွာဒီမကြီးလေးကိုကြီးကအချိန်ဆွဲနေတာပေါ့ဘူးနော်မတည်နိုင်တဲ့ပစ္စည်းတွေကိုအိမ်နီးချင်းတွေကိုပေးဖို့လုပ်ရတယ်ဒီတည်သွားမဲ့ပစ္စည်းတွေကိုထုတ်ဖို့ကစေးတော့လုပ်ရသေးတယ်ကွာ ဟမ်ဦးထုံးဝင်းသွားပြီးတော့မခင်တစားနဲ့စကားရေမပြီးနိုင်မစည်းနိုင်ပြောနေတာတာတိရပေါ့အဲ့ဒါလည်းထည့်ပြောအောင်လေ ဟေ့မင်းရတော့ကွာငယ်ငယ်လေးတွေကပေါင်းလာတဲ့တငယ်ချင်းတွေကွာအခုလိုမျိုးခွဲခွာတော့မယ့်ချိန်မှာတော့သူဝမ်းနေပြီးမကြံခင်အားပေးစကားလေးပါလေပြောအောင် အမိသားကြီးကလေခင်သစ္စာနဲ့စနာရင်ငယ်ငယ်တော့လို့စိတ်မဆိုးတော့ဘူးနော် မင်းရလဲကွာအရွယ်တွေကရလာပြီလေကွာငယ်ရကနေကြီးလာတာဆိုတော့ဒီလောက်တော့ရှိမှာပေါ့ကွာ အဖေကိုကြီးကလေငယ်ကနေမကြီးခင်ကမခင်တစားကိုတိတ်ပြီးပိုးပန်းနေတာတိရပေါ့ဗျ ဟေ့မင်းတော်တော်များနေပြီနော်ညီလေးအေးမင်းအခုတော့ငါဘာပြောငါခွင့်လွှတ်ထားလိုက်မယ်ဒီလားဘေးပဲပေးထားလိုက်ပြီမင်းရောနော် ကိုကြီးကိုင်းလိုက်စမ်းပါဗျာဒီချိန်ဖုန်းလာတာလေမခင်တစားဖုန်းမှာတိတ်လုံးတည်တယ် ဟင်းတော်များနေပြီနော်ဟယ်လိုညီမလေးအေးကိုကြီးလာခဲ့မယ်အော်ကိုကြီးလာခဲ့မယ်လေခဏနော်ဟုတ်ပြီအခုတက်လာခဲ့မယ်ဟိုအမေ မေတာခင်တစားရင်သွားလာမယ်နော်9နိုင်မထိုးခင်ပြင်လာခင်မယ်တာနောက်မကြောက်စိတ်ချနောက်မင်းနော်ဗလားတိုင်းဦးထုံးကိုလေတေချာနှုတ်ဆက်ခဲ့အောင်နော်မမေတို့ကလည်းလာပြီးနှုတ်ဆက်ပါအောင်မယ်လို့ပြောခဲ့ ဟုတ်ပြီတော်များနေနော်အမေကတတ်တော့မယ်နော် အေးဒါ ကိုကြီးဖြည်းဖြည်းကောင်းတော့ခလောက်တွေတိုက်နေအောင်မယ် စနေတာပေါ့
ဆရာကြီးထုံးကျွန်တော်မိသားစုပြောင်းတော့မယ်ဆရာရုပ်လာနှုတ်ဆက်တာ ဟေးကွာငါလည်းစိတ်ထဲမကောင်းဘူးကွာဖိုးရောက်တော့မကြမကြဖုံးဆက်ပေါ့ကမ်းမတူသွားမှာဆိုတော့ဝေးကြီးပဲကောက်လည်းတတိထားမောင်းခိုင်းအောင်မင်းတို့ပြောင်းတော့မယ်သာဆိုတယ်ပစ္စည်းတွေထွေးတူဘာမှမတွေ့ပါလား ရှိသမျှပြိဘောကတွေအုတ်ခွက်ပကံနေရမှစားလေအားလုံးကိုဝေချမ်းပေးခဲ့ပြီဆရာကြီးဝတ်စားတွေလောက်ပဲတည်သွားတာလေဟိုမှာလည်းသူ့မိဘအိမ်ဆိုတော့အိမ်အသုံးဆောင်ပစ္စည်းကအားလုံးအစင်သိရှိနေတာဆိုတော့အဲ့ဒါကြောင့်ပါ သမီးမရှိဘူးကွာเจ้าမကိစ္စလေးရှိလို့တော့မသိဘူးမနေ့တည်းထွက်သွားတယ်မင်းတို့ပြောင်းတော့မှမို့လို့သမီးလည်းမျက်နှာတော့သိမကောင်းကွာ ဟုတ်ကဲ့ဦးကျွန်တော်ကသူ့နှုတ်ဆက်စကားလေးပြောမလို့ပါ ဆရာကြီးထုံးကျွန်တော်တို့ခွင့်ပြုပါတခါလေးကျွန်တော်ခေါ်ခဲ့ပါမယ်ပြုံးမသမားရှိနေခွင့်လို့ပါ ဒီပါကွာအေးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပါစေဘေးရန်အန္တရာယ်ကင်းရှင်းပါစေမိသားစုကိုလည်းဒီမှာတသက်ဆုံးကောင်းကောင်းမွန်မွန်လုပ်ပြီးပြည့်စုံဆောင်ရှောက်နိုင်ပါစေ ပြည့်စုံနဲ့ပြည့်ပါစေဆရာကြီးထုံး သွားပါတော့ ဟုတ်ပါပြီ ခဏခဏရပါအောင်ခဏလေး ဘာမှမကြံနေလို့လေ ဘာမှမဘူးမေခဏလေးအေးကြည့်လို့ညီမလေးခင်းတစ်စာနေပါအောင်နေဆောင်မဖြစ်နိုင်တယ်မလားနင်ကစကားမပြောရပြန်သွား3ရက်တောင်ရှိနေပြီနော်ဟဲ့ငါမင်းကဖြီးအောင်နေဟာငါပုံစံစာမေးပွဲဖြေနိုင်တဲ့ပုံစံများပေါက်နေလို့လားရွှေနဲ့ဒါပေမဲ့နင်အောင်မတော့ရရမလားအောင်မလည်းရမှာမဟုတ်ပါဘူးငါဖြေခဲ့တာငါပဲသိတယ်
စားဒါငါညီလေးရဲ့ပထမဆုံးတွေ့ကြုံဆိုကားမောင်းတော့ညီလေးဆောင်မအောင်တော့မှကိုကြီးတင်မိမယ်ဟုတ်ပြီလား ဟုတ်ကဲ့ကို စားအေးကိုကြီးရတော့ကွာကိုပိုင်ကားမရှိတော့သူများကားတွေငှားမောင်းနေရဒါလည်းတွေ့ကြုံတစ်မျိုးပဲလေပြည့်ညီလေးကားကြီးမောင်းနေဆိုတာလေကိုကားရဲ့၄ချိန်ပြီးရင်ကိုကားရဲ့အရှိကိုတေချာလေးတွက်စားပြီးတော့ယူဆမှန်မှန်နဲ့မောင်းရတာမျိုးပြီးလို့ရှိရင်ဖြတ်ထိုးညံလည်းကောင်းရမယ်ပြီးတော့ရုပ်တရက်အနေနဲ့ကြုံလာတဲ့ခါမှာလည်းဆုံးဖြတ်ချက်ကိုမှန်မှန်ကန်ချနိုင်ရမယ် ဟုတ်ကဲ့ ပြီးတော့ရေးကြီးဆုံးတစ်ချက်ကမင်းမောင်းတဲ့ကားရဲ့အကြောင်းကိုတေချာသိပြီးတော့စီပြောက်မိပြောက်ကိုလည်းကိုကိုယ်တိုင်ပြင်ဆင်နိုင်ရမယ်ကြားကြည့်လေဟုတ်အေးခုတော့အားပါစားလိုက်အောင်ဒီဆန်ကတော့ဝတ်တာအရင်ကောင်းလားကိုကြီးစားနေကြလာအညီလေးစား တို့ရအများနဲ့ကြောက်သိပ်ပိုက်ဟဲ့လားတော့မလို့ပါဘူးဟိုကတော့မလို့မင်းနာမည်ဘယ်လိုခေါ်လဲဘာတွေဖြစ်လာကြတာမင်းအောင်ဘာတွေမှုတ်တာလုပ်ထားလဲ ကျွန်တော်နာမည်ပေါက်ကျော်ပါကိုကျွန်တော်မဟုတ်တာဘာမှမလုပ်ထားပါဘူးကျွန်တော်ကဒီနားအစီတိုင်းမှာအလုပ်လုပ်တာပါဒီကောင်လေးစိုင်အောင်စီလာထဲရင်းနဲ့စီဘူးအပြည့်မပြည့်ပဲထွက်သွားလို့လိုက်တောင်းရန်ဖြစ်ကြတာပါ အဲ့ဆိုလည်းပြီးရပဲဒီလိုမင်းစိုက်ပြတ်မယ်ဆိုလို့ရှိရင်ပြန်လို့ရပြီနော် ကျွန်တော်အခုတခုတော့ပြောပြရသေးကိုကျွန်တော်ကကမ်းမလို့ပါကိုကျွန်တော်စိုင်အောင်တော့ပြန်လို့မရတော့ဒီကောင်လေးကဒီနားတစ်ဝိုက်ကလူမိုက်လေးကျွန်တော်တစ်ချိန်ချင်းတော့ပြန်လာလောက်ကြအောင်ပါပဲဖြစ်နိုင်မယ်ဆိုရင်ကျွန်တော်အဖိုးနဲ့တူခေါ်သွားပေးပါဗျာလောက်ပါဗျာကျွန်တော်မပြန်ရဲလို့ပါကိုရဲ့ကျွန်တော်ခေါ်သွားပေးကြပါ ကဲမင်းသားတွေဘယ်ရောက် အော်ငယ်ကောင်းမှစာကြက်နေတယ်အကြီးကောင်ကတော့သူ့တကယ်ချင်းပေါက်ကြောနဲ့ကားစီလေးစေးနေတာ ဒီမောပြေကျန်းရီတောက်ကောင်ပေါ့ အေးကွာအိမ်ကိုပြန်မလို့လာတော့3လောက်ရှိပြီပြီးတော့ဟိုထော်လာယူနေပြင်ကျင်သေးတာဒီမှာဘိုင်းချက်ဗိတ်စားလာ ဟိုဘိုက်စာလဲခဏတော့စောင်းတော်ရေပြုံးစားကြီးပြန်လာဆိုတော့အစင်းသက်မဖြစ်သေးဘူးခမင်းပေါင်းတော့အခုမှခလုတ်နေအောင်ရှိသေးတာမိနစ်20လောက်တော့စောင်းဟိုဟင်းကကြက်ပြီးသားပါတော့ ဒီပါ အမေအမြန်လုံးနော်တော်ကြနေအဖေဘိုက်စာကိုဒေါသမှန်တားတော့ထွက်ပြီးနေတာဟုတ် ညီလေးရဲ့အဖေကတပွားလုံးမှာဘိုက်စာလို့အေးအေးပြက်လို့ပြင်မယ်လို့ဆိုပြီးတော့ဘယ်တော့စိတ်တူဘူးလို့ဟမ် ဒီလေးကအဖေဘိုက်စာရောစိတ်ပြောင်းအောင်စနေတာပါကိုရဲ့ ကဲပါသားရဲ့ငါသားလေးစားရဆိုတော့သတိတိပါရဲ့ဖိတ်စင်မစိုးပါဘူးရသားဘဝနဲ့အခုလိုမျိုးပင်မနဲ့အေးဖြစ်တယ်ဆိုတာစစ်သားဘဝရဲ့စေဘုံတော်ဘောလောက်ပဲရှိပါတယ်ကွာအေးစေးပါ စစ်သားဘွားတော်ကအတော်ပင်ပန်းခဲ့ပါပဲနော်သူလိုကိုလိုလာစားလေးနဲ့ပင်ပန်းလာခြင်းတူရင်တော့မှတက်ပေးရလဲနီးနေသေးတာအခုလိုနေသားဘွားမှာရောနေရထိုင်ရအဆင်ပြေရလားဟိုကျွန်တော်ကစစ်သားဆိုစိတ်ဝင်စားလို့မေးကြည့်တာပါ စစ်သားဘဝနဲ့ရမောင်းချလိုက်တော့လေစစ်တပ်တွေကပြောင်းမသွားပါဘူးကွာ
ငင်းသားဘဝမှာနေလဲဟိုတက်ထဲမှာတော့အလုံးနဲ့တော့ပြတ်ချင်ဘူးကွာတက်ထဲမှာလက်ကြောတင်မိကားအောင်ဆိုတော့ဟိုထမင်းငါ့ဖို့ပူဇော်မလုံးလေကွာမပေးစင်ဆိုရင်လေထိစရာတော့မလိုတော့မင်းတော့ဆိုရင်မေ့တော့မေ့တက်ထဲကလေးတင်ကောင်းနေရစက်ပြီးတော့ကျင့်သုံးနေပဲဆိုပုံပြီးတော့ချိုးရှိတယ်ကွာ ဒါမဲ့အဖေကຢာထဲကအဖေရဲ့စေးငါးอยู่တော့ညနေတိုင်းတန်းစီစကားပြောဘယ်ကောင်းမလဲဗျာ ငါမေဒီကြောင်တော့ထားပြီးပြောတာ ခွေးကောင်းနေအဖေကိုစားနောက်နေဟုတ်လားမင်းတို့ကောင်ຢာထဲကိုခေါ်သွားအောင်မကြားလား ဒါတို့လေစကားကိုကြည့်ပြောကြနော်ຢာတွေကဈေးငါးတွေကိုလေညာတိုင်းကင်းဆောင်ခိုင်းတာမိထက်မပြောတော့ ဩမင်းမပါတာဝယ်ဒီကမင်းမကင်းဆောင်အောင် တပည့်ရေအဲ့ရမထားသေးဘူးလားမခွန်နိုင်တော့ထိုးနေပြီဒီနေ့အောင်သင်းထွက်ပါလေတပည့်သွားမကြည့်ဘူးဆိုရင်လေတပည့်တငယ်ချင်းတို့ဖုန်းဆက်ပြီးမေးလိုက်ပါလား တားမစာမေးပွဲကောင်းကောင်းမဖြေနိုင်တာအဖေရဲ့တားကြည့်လဲအပူပဲလေပြီးတော့နောက်ဆုံးဘာသာဖြေခဲ့နေရဆိုတားတပုတ်ပဲဖြေပြီးတော့ဆရာမကိုအပ်ခဲ့ရ ဖေဖေတို့ရဲ့မိသားစုပြဿနာအိမ်တော်ကြီးပြဿနာကြောင့်သမီးမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုရှိတယ်ဆိုတာဖေဖေသိပါတယ်ဒါဖေဖေတမန်ညာကောင်းမိတာပါဖေဖေမှာလည်းတာဝန်ရှိတယ်စပွဲကြတယ်ဆိုတာကျောင်းသားတယောက်တည်းဖြိုးပြစ်စင်သဘောပါသမီးရဲ့ ဖေဖေတားကိုနှစ်သိမ့်နေမှတားသိပါမယ်ဖေပြီးတော့ဖေဖေစိတ်မကောင်းဖြစ်နေမယ်ဆိုတာလည်းတားသိရတာတောင်းမှန်ပါတယ်နော်ဖေဖေ သမီးနဲ့ဖေဖေကြားမှာကိုတရားကိုစီရှိတယ်ကဲသမီးနောက်နှစ်အတွက်အကောင်းဆုံးဖြောင်းပြင်ဆင်ကြတာပေါ့နော်ဒီနေ့ကစပြီးတော့ဖေဖေသမီးစာမေးပွဲအောင်မြင်ရဖေဖေရဲ့နံပါတ်1ရည်မှန်းချက်ဖြစ်သွားပြီဟုတ်ပြီလား ဟုတ်ကဲ့ ဟုတ်ပြီနောက်ပတ်တယ်ဟုတ် ညာသားကွာမင်းတို့ထမိုက်တယ်သွားရဓားပါတယ်မင်းတို့နဲ့ငါတို့ထပ်တယ်လို့မရောက်ဘူးတို့တွဲမယ်ဟုတ်တယ်အော်ရှိရနော်ကြားလား မသေးကောင်းမပြောက်ကောင်းပေါက်ကြော်ရဲ့မျက်လုံးမျက်စံနဲ့ထိခိုက်သွားမှဖြစ်မင်းလူဖြစ်ရှုံးတော့မှာပဲကိုယ်တကယ်ပါပဲ ဒီမှာငါ့ကိုလည်းဖုန်းဆက်လို့ຢာထဲမှာညမိုက်ပဲနဲ့ချက်ချင်းပြန်လာပြီဘယ်နဲ့ကွာမင်းတို့ကောင်တွေကလမ်းပေါ်မှာကားမောင်ပြီးစီးပွားရှာတဲ့ကောင်လမ်းပေါ်မှာခဏခဏရံဖြစ်တယ်ဆိုတော့ဘယ်ဖြစ်ပါမလဲကွာအဲ့ဒီလိုမျိုးလို့ရှိတယ်ဘယ်လိုကြာပြောစမ်းမဟမ် အဖေကလည်းတောက်လို့ငားမှာမဟုတ်တာဗျ
ကိုလို့ကိုလို့ဝင်းနေနေအောင်တမင်အညိုးထားပြီးရန်ရှာခံရလေရန်ရှာမှတော့ဖေအသေးလောက်တာဗျရှစ်ချက်တောင်ချုပ်လိုက်ရတယ်ဘိုင်းမဖွင့်သွားကန်ကောင်းဗျ ကျွန်တော်တောင်းပန်ပါတယ်ကိုကြီးရဲ့ဒီကောင်လေးကျွန်တော်ကိုရန်ရှာတာစားပြီးကိုကြီးတို့ကဝင်ကာကွယ်ပေးနေခုလိုတွေဖြစ်ရတာပါကျွန်တော်တို့မတော့မဟုတ်ပါဘူး ကိုမြသိရဲ့သူများစကားတွေကြားပြီးကိုယ်ကလေးတွေကိုအပြစ်တင်နေပါနဲ့ကြောက်ကလေးတွေကခံလာခဲ့ရတာပါတော့တိုင်းမင်းကအကြီးလေဘာတွေဘလို့ဖြစ်လာခဲ့လဲဆိုတာမင်းဖေကိုချစ်ချင်းမြင့်ရှင်းပြလိုက်အောင်လေသားရဲ့ ဒီလိုပါပဲတားတော့ဘသူ့မှရမရှာခဲ့ပါဘူးကိုဘသာကားဘင်းလေချင်းနဲ့ဈေးဝယ်နေရောအဲ့လူမိုက်တွေပေါက်ကြော်လာလို့တာလောက်တော့အသေးလောက်တာတော့ဖေတားတော့ဝင်မလို့ဆိုတော့တေးနေလောက်ပြီ ဒါတော့ဒါပေါ့ကွာလူတွေကလည်းမင်းတို့ကဏ္ဍဘက်ကိုကြည့်ပြီးတော့လမ်းမှာရန်ဖြစ်နေပြီပြောကြတာလေကွာ တော်ပါလေတော်လူတွေကလေသတင်းလွှင့်မှုပဲအရင်ဆုံးလုပ်ကြတာလေအမှားလားအမှန်လားဘယ်တော့မှထက်ပြောတတ်ကြလို့လေ တားတော့ရှင်းတယ်လေကိုလူမသိအောင်ကိုဘကဥအောင်ရေလောက်ရမှာပဲမှားတာမှန်တော့တရားရုံးမှာဆုံးဖြတ်လိမ့်မယ်ပြီးတော့သူတို့နှစ်ယောက်ကောက်ဝယ်ဖို့အကြီးဖြစ်တဲ့တားမှာတောင်းဝင်ပြည့်ရှိတယ်လေဒါသူတို့ပေါ်ထားတဲ့တစ္ဆာရှိတယ်ပဲ ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါဟုတ်ကဲ့ပါသဘောပေါက်ပါတယ်ခင်ဗျာဟုတ်ကဲ့တောင်ငူပို့မဲ့လားတွေတွေ့ဝင်နေကုန်းနေတင်ပြပါခင်ဗျာဟောအစာတွေလည်းကြိုပြီးတင်ပြပါပြီဟုတ်ကဲ့ပါခင်ဗျာနေ့နဲ့2 နာရီမှာကျွန်တော်ကားပေါ်စတင်ပါမယ်ခင်ဗျာဟုတ်ကဲ့ပါပြီဟုတ်ကဲ့လေးစားပါခင်ဗျာသမီးသမီးပြပြဘာပြောချင်လဲသမီးတို့ကြည့်ရတာသူတခုခုပြောချင်နေပုံရတယ် ဖေဖေဒါဖွားဖွားရဲ့လိပ်စာဖေဖေဒါရန်ကုန်တက်ချင်တယ်မမနာကိုဒါလိုက်ဝါချင်တယ်ဖေဖေဒါဆာမေးပွဲကြပြီးတဲ့ကဒါစိတ်တွေအရင်ပြန့်လွင့်နေတာဖေဖေရဲ့ဒါမမနဲ့မမကိုတခါတော့သွားတွေ့ချင်တယ်ဖေဖေသူတို့တားပေါ်ဘလို့နှွေးထွေးမှုပေးမလဲဆိုတော့လေဒါသိချင်တယ်ပြီးတော့သူတို့ပေးတဲ့မြတ်တာတွေကိုလည်းတားလို့ချင်တယ်ဖေဖေဟိုတားလို့ချင်တာတွေရပြီးသွားလို့ရှိရင်လေဟိုတားစိတ်တက်ခွန်အားပြည့်နဲ့တားပြန်လာမယ်ဆိုတာကိုတားယုံကြည်တယ်ဖေဖေနော် ပြလာလိုက်ပါတယ်သမီးကိုလည်းသမီးရဲ့မိမိစီကိုဖေကပို့ပေးချင်ခဲ့တာပါတဖြည်းဖြည်းနဲ့ဝေးလာခဲ့တာချိန်နေအောင်တော်တော်ကြာခဲ့ပြီ ဖေဖေရဲ့ဟိုအခုတားစီမှာမမေလိပ်စာရှိနေပြီပဲဒါတော့တောက်ခွင့်ပေးပါနော်ဖေဖေနော်တားလိုက်ွားခြင်းတယ် သမီးတော်တော်လို့ဖြစ်လာဖေခွင့်ပြီးလိုက်ဖို့ပြရပါ ဟုတ်ဖေဖေမလိုက်ပါနဲ့ဖေဖေရဲ့ခံယူချက်နဲ့မာနတွေကိုတားကြောင့်မထိခိုက်စေချင်ဘူးဖေပြီးတော့မမေနဲ့ဖွားဖွားနဲ့ရတယ်ဖေဖေကိုတနာသလိုပြန်ပြီးကြည့်ကြမှာကိုလည်းတားမခံနိုင်ဖေဖေဟို
တားခံရုံချက်နဲ့တားသွားတာပဲတားဖြစ်ရှင်တာပါဖေဖေရဲ့နော် တော့ပါသမီးရဲ့အစင်ပြေသည်ဖြစ်စေအစင်မပြေသည်ဖြစ်စေဖေဖေစီကတော့အမြန်ဆုံးပြန်လာပြီတော့သမီး ဟုတ်ကဲ့ပါဖေဖေ ဟိုဒါဒေါခင်တင်တို့အိမ်လားမသိဘူးရှင် မဟုတ်ပါဘူး ဟိုသူတို့ပြောင်းသွားကြလားပြောင်းသွားပြီဆိုလို့ရှိရင်လည်းကျမကိုသူတို့လိပ်စာလေးပေးလို့ရမှာမသိဘူးရှင် သိဘူးရှုပ်လို့ကိုရှုပ် ဒီဖွားဖွားကြီးကညီတို့ရဲ့ဖွားဖွားဒါညီတို့အိမ် မမမေနဲ့နေခဲ့နော် မိမနဲ့သမီးတို့ရေဒါကြလေကွာအာဒီမှာချိုးပြီးလာပြီလားတော့တွေ့သူပြင်ကြပါဦးလား ဒါမှမကြားရဲ့တိုင်းကြားရာပြီးသူဓာတ်ပုံနဲ့မိသားစုဓာတ်ပုံနဲ့ကလေးလှလာလေးဖြစ်ချင်တာပေါ့မိမခဲလား ဟုတ်ကဲ့ လှလာလေးရိုက်ပြီးနော် ဟုတ်ကဲ့ပါမဟုတ် ဦးခဏလေးနေဦးနော်ခဏလေး ဘယ်တော့သမီးရဲ့ ဘာလို့မလုပ်သေး ဆိုင်ငင်းမဘယ်တော့ ဟော ဟုတ်ကဲ့လာဘာလို့ပို့တော့ဆိုဘာလို့ပို့တော့သမီးရဲ့ ဖေဖေကတရက်တိုးသွားပြီးတော့မမဆွေးရထားတာဆိုတော့မမစိတ်လေးကိုင်းလိုက်နော် မလေးသူ့အမကိုကဲ ကျသူရရအောင်တော့ တားတော့ကိုင်းရမရှိဘူးဆိုတော့ရပါလေဟိုမမရဲ့စုကိုကိုင်းလိုက်ကိုင်းလိုက်နော် အော်ငါကဲဟဲ့သွားပြန်ပြီ ပြီးတော့ငါတပီးရတော့လေ အေးခဏပါဦးမယ် ကဲလာ ကဲလာတပီးဒီမှာ နည်းနည်းလေးအားနာကြရည်ဒီမှာ ကဲလာ ရရရလည်းမကြည့်ပါဘူးနော်တားနောက်လေးဆိုရင်လေတကယ်စုရအောင်လုံးနော် ဟုတ်ပါပြီဟုတ်ပါပြီ ဟုတ်ပါပြီကဲ ပြုံးပြုံးလေးနေ ပြုံးပေးပါဟုတ်ကဲ့ရပါပြီ ညီမလေးအခု
ဟိုကျွန်တော်နာမည်ဇေယျနိုင်ပါဗျဟိုညီမလေးတစ်ခုလောက်မေးလို့ရလား ဘာမိမလဲပြော ဟိုညီမလေးကရက်ဆောက်ကပဲလားဟိုနာမည်ကိုဘယ်လိုခေါ်လဲဗျ ဒီမှာရှင်ကျမတို့တစ်ချိန်လုံးကြည့်နေကျမသိရတော့ရှင်ကြည့်ရလောက်နဲ့ပဲရက်လိုက်တာကောင်းမယ်ထင်တယ်ကျမထပြီးတောင်းချမ်းလိုက်ရှင်အချက်ကွဲသွားမယ်ဘာအောင်မေ့နေ သမီးရဘာဖြစ်တာလဲကားရပြရမလား ဟိုဘာမှမဖြစ်ပါဘူးဗျဟိုမရက်နဲ့မောင်းတာမောင်းပါဗျ ဖေဖေ ဟာသမီးပြန်လာပြီဟိုသမီးမမေနဲ့တွေ့ခဲ့လားသမီးမမနဲ့တွေ့ခဲ့လား တာဘသူလေးမှမတွေ့ခဲ့ဘူးဖေဖေပြောသလိုမျိုးတာအခုအိမ်ကိုအရောက်ပြန်လာခဲ့တယ်နော်ဖေဖေ ဟာသမီးဟာသမီးငါသမီးကြောင့်မဒီလိုဖြစ်ရတယ်တဲ့ရနေမလိုက်အောင်ငါသမီးလေးခံစားနေရတယ်သမီးရလည်းဖေဖေကိုသိချစ်တာဘူးသမီးခင်သစ္စာရေကျမရှင်ရလေကျမစကားနားမထောင်နဲ့လေဒီတက်ထက်မှာပဲရှင်ပေကပ်ပြီးနေခဲ့တာအခုကြားလို့မကောင်းကြသေးရဲ့လားကြည်စမ်းကျမသမီးလေးဆယ်ရဆောင်မွေးကြတယ်ဆိုဟုတ်လားရှင်ခေါ်သွားတဲ့ကျမသမီးလေးဒီတစ်ယောက်ကလေးတောင်မှစာမဝဲအောင်တော့ရှင်မလုပ်ပေးနိုင်ဘူးလားရှင်ဟာလေတက်တော်အဖြစ်မရှိတယ်လူ ငါစီတိုင်းဖိုင်လာပြောနေတယ် ဘာပြောရမှာလဲဟမ်ရှင်ပြကျမတို့ပြောခဲ့ဘူးတယ်လေငါအသက်ရှင်နေတဲ့၍ဒီသမီးနှစ်ယောက်စလုံးရဲ့အနာဂတ်ဘာမှပူစရာမရှိပါဘူးဆိုရှင်ပြောခဲ့တဲ့စကားလေအခုတော့တယောက်ထဲကြံခဲ့တဲ့ကျမသမီးလေးကိုပြုစုပြောထောင်ဖို့တော့ရှင်ဘာမှမတတ်နိုင်ဘူးဖြစ်နေတာရှင်ကတော်တော်အသုံးမကျတယ်ရှင်ကအလက်ကားလို့ဓမ္မကျမသမီးမေသစ္စာဆိုရင်အခုဘွဲတော်ရနေပြီထူးချွန်တဲ့မိန်းကလေးတယောက်တောင်ဖြစ်နေပြီအဲ့ဒါလေးရှင်သိရလားကျမရင်နာလို့မဆုံးဘူး ဟုတ်ပါတယ်ကွာဟာပြစ်တယ်သမီးငယ်လေးအခုတို့ဖေကငါချောက်ပါငါပြစ်တယ်ပါ မဟုတ်ဖေဖေတားဆောင်မဝဲကြတာဖေဖေကြောင့်မဟုတ်ပါဘူးဖေဖေကြောင့်မဟုတ်ပါဘူးဖေဖေကြောင့်မဟုတ်ပါဘူးဟဲ့ခင်တစ္စာညစီရောပြီလားတော့ညနေမကောင်းဆိုလို့လာကြည့်တာဖျားရနေကြပါပြီထိုးပါတယ်ရွှေနဲ့ငါ့ကိုတစ်ခုလောက်ကိုညီပါလားဟေးပြောလေငါနေကောင်းရင်လေမဟုတ်ငါ့ကိုမနေ့ပြန်တပတ်ခါလောက်ကြာရင်လေငါ့ကိုဖျားလိုက်ပို့ပေးပါလားနော်အေးငါတော့ရတယ်ညီကနေမကောင်းဆိုတော့အစင်ရောပြီပါမလားရပါတယ်ဟိုငါဖျားတော့ဖို့လိုအပ်နေလို့ပါနော်ဟေးဟုတ်ပြီ
ဟဲ့ခင်သစ္စာဖျားကမှလေးတွေကအရန်တိုက်တယ်နော်နင်စင်ရောပြေရလားနင်ကခုမှနေကောင်းခါစားပဲရှိသေးတယ်တော်ကြပြန်ဖျားသွားအောင်မယ် ရပါတယ်ငါအစ်ပြပါတယ်ငါရဲ့ဘဝကိုလေငါစိတ်သက်လူတဲ့နဲ့ပြန်ဆခြင်းတော့ငါဖျားမှလာပြီးဆုတောင်းတာ နေခါဖျားကတော့ပြင်အောင်မြင်မှာတော့ဆုထောင်လေ အောင်မြင်မှာဆုတောင်းရင်ပြည့်တတ်တာလား အောင်မြင်မှုရဖို့တော့ယုံကြည်မှုကတော့မွေးရတော့ဘောဟာဆုတောင်းပြီးရင်ကဲတင်ရှင်တွေသူတော်ကောင်းတွေကစောင့်ရှောက်မှာပေါ့ အဲ့ဒါကြမယ်လေ 你地下ဆုတောင်းလို့ အေးပါ အရှင်ဘုရားတပည့်တော်မသည်ယနေ့ပြုလုပ်သောကုသိုလ်ကောင်းမှုတွေကြောင့်ကံဆိုးခြင်းအထီးကျန်ခြင်းကြာရှုံးခြင်းများမှအမြန်ဆုံးလွတ်မြောက်ရပါလို့အရှင်ဘုရားတပည့်တော်မယခုပြုလုပ်တဲ့ကုသိုလ်ကောင်းမှုတွေကြောင့်အောင်မြင်မှုများအမြန်ဆုံးရရှိလိုပါ၏အရှင်ဘုရားအဋိဌာန်အနေနဲ့တပည့်တော်မရဲ့မွေးနေ့တိုင်းမှာတသက်လို့စားခြင်းနဲ့ဥပုသ်ဆောက်တည်ခြင်းများပြုလုပ်ပါမယ်အရှင်ဘုရားဟဲ့ အဆင်ပြေပါတယ်နော်ငါဆုတောင်းငါမေးနေလေအဆင်ပြေလားလို့ဟဲ့ရှင်ကားပေါ်ကလူမလားရှင်ဘာလို့ကျမနာကိုလိုက်လာ ဟာကျွန်တော်ဘာလို့ခမရနောက်ကိုလိုက်ရမှာလဲဗျ ဟိုကျွန်တော်ကောင်းကြီးချိန်နေဘယ်လိုရှိလဲကိုလေး ချိန်နေခဏနေဦးဖျောင်းဝနာမင်းဆရာကြီးကိုဘူကြီးနဲ့မိတ်ဆက်ပေးလိုက်ပါဦး ဟယ်လိုကိုကြီးလားကိုကြီးတားတစ်ပါ ညီမလေးဘယ်လိုဖြစ်ပြီးတော့တက်တက်ဖြစ်နေရလဲ ဘာမှမဖြစ်တော့ဘူးဘူကြီးကတိကျဆေးထည့်ပြီးတော့ဆေးပါထိုးပေးပါ ရှင် တမီးနဲ့ဘူကြီးနဲ့တိလို့ ဘယ်ရတော့စုံပဲဖေမသိသေးရဲ့အကြောင်းအရာရှိသေးရဲ့ သူမိသားစုကိစ္စနဲ့ပတ်သက်ပြီးတော့လေသူစီကဘာမှပြောတာမကြားဘူးလို့ပါ ဟုတ်တယ်သူ့မှာအမေမရှိဘူး